ဒီကလေအမဟုတ်တယ်ခုနတနာတဲ့လို့မှတနာပါဆိုတဲ့ post လေးတစ်ခုတော့တင်တာပေါ့အဲ့ဒါအမှန်တရားပါပဲအမှန်တရားကိုပြောပြတာပေါ့နော်ဒါလူတိုင်းကိုလည်းပညာပေးတဲ့သဘောပါပဲအဲ့ဆိုလူတိုင်းကိုကတနာလို့ကူညီပေမဲ့လည်းတနာရကြုံမနဲ့တဲ့လူတွေရှိသလိုတနာစရာမကောင်းတဲ့လူတွေလည်းရှိတာပေါ့နော်အမတို့ကကိုလည်းတနာရတယ်လူဖြစ်နေရတာလူဖြစ်နေတဲ့လူတွေအကုန်လုံးတနာရတာဆိုတော့လူဖြစ်ရတဲ့ဒုက္ခဆိုတာမလွယ်ဘူးလေဒုက္ခကြီးတယ်မလားအဲ့ဒီခါကျတော့ကိုဒီနေ့ဒီချိန်ထိကိုဆောင်ရွက်နေရတဲ့အလုပ်တွေအခက်အခဲတွေအောင်မြင်တာတွေရှိမယ်ကြာဆုံးတာတွေလည်းရှိမယ်အခက်အခဲတွေလည်းရှိတယ်အဲ့ဒါတွေကစိတ်ဒုက္ခတွေခံစားရတာလေအဲ့တော့တနာတဲ့လို့မှတနာပါဆိုတော့လူတွေကတနာပြီးကူညီလိုက်ပေမဲ့လည်းကူညီရကြိုးမနှက်ဘူးကိုမျိုးစုံစော်ကားတယ်ပြီးလို့ရှိရင်ကိုလည်းကူညီရသေးတယ်ကိုဒုက္ခပေးတယ်အကွာရမှာလည်းမဟုတ်တာပြောသေးတယ်ကိုပတ်စံနဲ့ကိုအမုန်းခံရတာသိလားသူတို့တွေဒုက္ခရောက်လို့ကိုကူညီပေမဲ့သူတို့ကအကူညီရသွားပြီးဆိုရင်သူတို့ item လေးတွေကတမျိုးဖြစ်သွားဒါတော့သူတို့အပိုင်းမှာသူတို့နေတတ်လို့နေတာပေါ့နော်သူတို့ကုသိုလ်နဲ့သူတို့သွားပါလိမ့်မယ်မဟုတ်စရာဒါကိုကူညီလိုက်တယ်လို့ပဲသဘောထားတယ်ကိုကူညီလိုက်တဲ့အခိုက်အတန့်တစ်ခဏသူတို့အဆင်ပြေသွားတယ်လေအဲ့လိုအဆင်ပြေသွားတဲ့အတွက်ကိုကကုသိုလ်ရတယ်အဲ့တော့သူတို့တုံ့ပြန်မှုကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဒါသူတို့အပိုင်းဖြစ်သွားပြီကိုနဲ့မဆိုင်တော့အဲ့လိုလေးပဲထားတယ်အဲ့တော့အမကတော့ဒါကိုတငယ်ချင်းတွေကို share ပေးတဲ့သဘောပဲတနာသိတဲ့လူမှတနာပါကိုတနာပါအဓိကတော့ကိုပဲတနာပါမခွန်းစင်ကဒီနေ့ဒီချိန်ဒီအသက်ရွယ်ဒီကိုကလေတနာကြတာတွေအားနာတာတွေအများများတော့လေကိုကခံရတာများတယ်အဲ့တော့တဖြည်းဖြည်းခံရတာများလာတော့ပညာတွေလည်းတက်လာတယ်ဝိသုဒ္ဓတွေလည်းရလာတယ်ဘယ်လိုပြော knowledge တွေများလာတယ်ပေါ့နော်အဲ့ဒီခါကျတော့ကိုကနောက်ပိုင်းကိုရခဲ့တဲ့သင်ခန်းစာတွေနဲ့ကိုကပြန်ပြီးတော့လှုပ်တင်တာမလှုပ်တင်တာချင်းချင်းရတာပေါ့တနာသိတဲ့လူမှတနာတော့တာလေအဲ့တော့တနာခြင်းနဲ့သူလည်းတနာပါတယ်ဆိုတဲ့စိတ်လေးနဲ့ကိုကတနာလိုက်တာလှုပ်ပေးခြင်းပေမဲ့ခါတလေကြာရင်မျိုးသိမ့်လိုက်ရတာလည်းရှိတယ်အဲ့လိုမျက်နှာလွှဲလိုက်ရတာလည်းရှိတာပေါ့နော်အခုနောက်ပိုင်းတော့နည်းနည်းတော့စာတက်သွားပြီအရင်ကဆိုရင်မကွန်းစင်ကအရန်ခံခဲ့ရတာလေဘာလုံးခံပတ်ကြီးပဲဘာလို့ဆိုတော့နားမလဲတာလေအခုတော့နားလဲအောင်သိအောင်စူးစမ်းထားတာပေါ့နော်အဲ့တော့ကိုလည်းထိုက်တန်တင့်တော်တယောက်တော့သိနေပါပြီဒီရွယ်မှမသိလဲနေတော့မဟုတ်တော့ဘူးလေအဲ့တော့သိတဲ့လောက်လည်းသိပြီဖြစ်တဲ့အတွက်ကိုကတော့နောက်ပိုင်းတော့မျိုးသိတဲ့နာမျိုးသိမျက်နှာလွှဲတဲ့နာလွှဲရမှာပေါ့နော်အဓိကတော့မကွန်းစင်ကလေဒုက္ခရောက်နေတဲ့လူတွေအကုန်လုံးကြက်တဲနဲ့တွေ့နေတဲ့လူတွေအကုန်လုံးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းနဲ့စိတ်ဆန္ဒတွေအပြည့်အဝရှိတယ်ဒါပေမဲ့လည်းကိုလည်းထိုက်တန်တင့်တော်တဲ့လောက်ပဲလုပ်ပေးနိုင်တာပေါ့နော်အဲ့တော့ကိုလည်းတရောင်းတနေရာလေးကနေပြီးအများနဲ့ပေါင်းစုပြီးတော့အားလေးဖြစ်ပေးတဲ့သဘောပဲဒီနေ့အလှလေးဆိုရင်ကိုခန့်ရဲ့ဒီသူ့ရဲ့ဥဆောင်ဥရွယ်မှုမြေတားတင်ခါအဖွဲ့ကနေပြီးတော့ဒီအမျိုးသမီးစေုံမှာလာလူတာအဲ့ဒီအတွက်ကိုအမတို့ကအားဖြည့်ပေးတာဆိုတော့ကိုလည်းဒီကိုအားဖြည့်လိုက်တဲ့အတွက်ကိုခန့်လည်းတရောင်းတနေရာမှာအားလေးဖြစ်သွားစေတယ်အဲ့ဒီအတွက်ကိုမခွန်းစင်းတော့လည်းပီတိဖြစ်တာပေါ့နော်ကိုလည်းနောက်ပွဲတွေမှာလည်းကိုခန့်တို့နဲ့အဲ့လိုမျိုးအလင်းတင်တယ်လို့အများနဲ့ပူးပေါင်းပြီးတော့ပွဲတွေမှာအားဖြစ်ပေးဖို့အစီအစဉ်ရှိပါတယ်